အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့တာခွေး Diary YouTube Channel လေးကနေကြိုဆိုလိုက်ရပါတယ်ဒီနေ့သွားမဲ့ခီးလေးကတော့ကျွန်တော်နေတဲ့ရှင်းမိုင်မြို့နောက်ဟိုင်ရက်ကွက်ကနေမက်ကပောင်ကြီးရွာကိုဖြစ်ပါတယ် Let's go သွားတဲ့လမ်းမှာတော့စိတ်လန်းတဲ့တစ်ပင်တွေရဲ့တောင်ဆင်းတောင်တဲ့အကွေးအကောက်လမ်းကလေးတွေရဲ့ကြီးရွာလေးတွေကိုဖြတ်သွားမှာဖြစ်ပါတယ်တခါတလေအကွေးတွေမှာရုတ်တရက်ကားလေးတွေပေါ်လာတတ်တာကြောင့်ဆိုင်ကယ်ကိုဖြည်းဖြည်းပဲမောင်းသွားကြပါနော်လမ်းကကျင်းတာကတကြောင်တခါလေတစ်ဖက်လင်းကဆိုင်ကယ်တွေကိုချီဝင်လာတတ်တာကတကြောင်ပြီးရင်ကြီးရွာတွေထဲမှာဖြတ်သွားရတဲ့အတွက်ကားဝင်ထွက်တွေရှိတာကြောင့်ဆိုင်ကယ်အုပ်ထုပ်လဲဆောင်းသွားဖို့မမေ့ပါနဲ့နော်ပြောရင်ဆိုရင်လည်းဖြည်းဖြည်းနဲ့မက်ကဖောင်တွေကိုဝင်လာပြီဖြစ်ပါတယ်။ဒါကတော့မက်ကဖောင်ရွာကလေးကိုရောက်ရှိတော့ပြီ။အသစ်ပြင်းနေတဲ့အိမ်တွေလည်းတွေ့ရပါတယ်။ပြီးရင်တပုံရနေတဲ့လူတွေရှောက်လဲတဲ့လူတွေကိုလည်းတွေ့ရပါတယ်။ကားလမ်းတော့အနှဲငယ်ကျက်ပါတယ်။လမ်းအနှဲငယ်ကျင်းတဲ့အတွက်ကြောင့်ဖြည်းဖြည်းပဲမောင်းရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကတော့တောင်ပေါ်ကိုအရင်တော့မှဖြစ်တဲ့အတွက်မက်ကဖောင်ရွာကိုဖြတ်လာခဲ့ပါတယ်။တောင်ပေါ်မှာဆိုရင် view point ရဲ့ရေတံခွန်ရဲ့ရှိပါတယ်ခင်ဗျာနေငယ်မောင်းပြီးတော့တောင်ပေါ်ကိုရောက်ပါပြီလမ်းကနေငယ်မဆောက်တဲ့အတွက်တချို့ဆိုင်ကပါဝါအင်ဂျင်ပါဝါသေးတဲ့ဆိုင်ကတွေကိုတိတ်ပြီးမယုံပါဘူးကျွန်တော်တကယ်ချင်းတယောက်ချက်နေခဲ့လို့ကျွန်တော်ရက်ဆောင်ရပါတယ်တောင်မာ2နာရီလောက်ရှုခင်းကြည့်ကော်ဖီတောက်ပြီးတော့ကျွန်တော်ပြန်ဆင်းလာခဲ့ပါတယ်မက်ကပောင်ရွာနဲ့ပြန်ရောက်ပြီးတော့တိတ်မကြခင်ပါပဲမိုးရွာလာတဲ့အတွက်ကျွန်တော်တို့အနည်းငယ်ရှိတဲ့ဆိုင်မှာညနေတာဝင်စားကြပါတယ်အားလုံးလည်းပိုက်စားနေကြပါပြီထမင်းစားပြီးဖွဲလိုက် group photo ရိုက်ကြပါတယ်အဲ့ဒီတော့ကတော့မိုးနေငယ်လေးကျလာလို့ကျွန်တော်တို့ပြန်လာခဲ့ကြပါတယ်ဒါပေမဲ့လမ်းမှာ coffee ဆိုင်လေးတွေ့လို့ဝင်ပြီးတော့ coffee တောက်ကြပါသေးတယ်န
နေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်လည်းညနေအလုပ်ပြန်ဝင်ရမှာဖြစ်လို့အားလုံးပဲပြန်လာခဲ့ကြပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ